ထိုင်းမှာနေပါတိုက်လဲဆိုရင်ရက်စစ်မီးမှန်တာကိုပဲဆိုသဘောကျကျွန်တော်တို့တွေကဖျောင်းနိုင်မီးတွေနဲ့ကြီးပြင်းလာတာလေစာကြက်လည်းဖျောင်းနိုင်မီးတွေမီးကွက်လေးတွေထိုင်းမှာတော့စားတောက်မြန်မာပြည်နဲ့ခက်စစ်စင်ပဲဆိုတော့စားတောက်တွေကတော့ရန်ကြိုက်ပါတယ်ကျွန်တော်ဝါရန်ကုန်တောင်ကလာတက်ကကူ43ရင်တုံးကကျွန်တော်ပေါ့စံကုန်တယ်များအသင်းပါလေရေတင်လုပ်ငန်းလုပ်တော့အဲ့လိုပေါ့ရေတင်လုပ်ငန်းလုပ်ရင်လည်းစတင်မာရေးခင်းဖြစ်လာတော့ကျွန်တော်တို့တွေအလုပ်တွေပြည့်ပြီးတော့ဆန္ဒထွက်ပြကြတယ်ကြွားအောင်တော်လန်ရေးပေါ့လိုက်ဖမ်းတော့အဲ့ဒါနဲ့ဒီထိုင်းနိုင်ငံဘက်ကိုရောက်ကျွန်တော်တို့ပြစ်ခတ်ဖမ်းစည်းတဲ့အထိလှုပ်လာတယ်အဲ့ဒါကြောင့်မို့ကျွန်တော်နောက်ဆုံးနေမရတဲ့ဆုံးကျွန်တော်တို့ဒီဘက်ရောက်လာခက်ခဲတာပေါ့ကျွန်တော်ရွေးချယ်ခဲ့ရတာကျွန်တော်တော်လန်မှုကြိုးစားရင်းနဲ့ပဲလုံးဝနေလို့မရတဲ့အခြေအနေတစ်ခုဖြစ်လာတယ်လေနဲ့အဆက်မပြတ်ဘုံကျဲတာတွေရောအခက်ခဲတွေကြောင့်အဲ့ဒါနဲ့ကျွန်တော်တို့ထွက်လာခဲ့ရနေလို့အဆင်မပြေတော့လို့ထိုင်းဘက်ကူးလာတော့အရင်ကမူပြဲမှာနေတာမူပြဲကရှန်ကရနဲ့ဆက်ပေါ့နော်အမှနေပါတယ်အရင်ကတော့ကြောက်တက်တယ်ပြီးတော့ကိုဗစ်ဖြစ်သွားတော့ကျောင်းတွေပိတ်သွားတယ်အဲ့ပြီးနောက်အနာသိန်းတော့ကျောင်းဆက်မတက်ဖြစ်တော့ဟိုရောက် first semester ပဲပြီးသေးတာဟိုမှာမူပြဲမှာစစ်ဖြစ်တယ်စစ်စဖြစ်တော့ကတော့အဲ့လိုပဲအရန်တွေအကြီးကျယ်မဟုတ်တော့စစ်ဖြစ်ရင်ဖြစ်တဲ့ပိုင်းပဲနည်းနည်းရှောင်ရတယ်နည်းနည်းမဖြစ်တဲ့ပိုင်းဆိုရင်နေလို့ရသေးတယ်ပေါ့နော်အဲ့လိုပြီးရင်ဖြစ်တဲ့ချိန်ဆိုရင်ခဏရှောင်ကြပြီးညိတ်လို့ရှိရင်ပြတ်သွားနေလို့ရတယ်မြို့ထဲမှာအခုကျတော့လုံးဝပြတ်နေလို့မရတော့မြို့ပြည့်ဖြစ်သွားပြီအခုကလုံးဝပြတ်နေလို့မရတော့ဟိုဘက်မှာမူပြဲမှာနေကြောင်တက်တော့ကလည်းတခါမှကိုယ့်အကိုတယောက်တည်းမရက်တီဘူးပြောမှစင်ကျောင်းတက်တော့ကတော့ကျောင်းဆောင်ပဲနေတယ်ပေါ့နော်ကျောင်းဆောင်ဆိုရင်ညနေ6နာရီဆိုရင်တကားပိတ်သွားတယ်မနေ့6နာရီမှပြန်ဖွင့်တယ်ဆိုတော့အဲ့လိုကျောင်းတက်တဲ့ကာလခါကျတော့ကျောင်းဆောင်မှနေတယ်ကျောင်းပိတ်ရင်အိမ်မှနေတယ်အဲ့ကျတော့ကိုယ့်အကိုရက်တီဖို့ဆိုတာတခါမှမစဉ်းစားဘူးပေါ့နော်အဲ့ကြောင့်မို့လို့ဒီရောက်လာတော့နည်းနည်းတော့ခက်တာပေါ့ညဘက်ကြီးညတစ်ခေါင်ကျော်2နာရီလောက်ကြည့်တောင်းရင်းမြစ်ကိုဖြတ်ပြီးတော့လမ်းလျှောက်ပြီးကူးသွားတာမိသားစုကလည်းပါတော့ကလေးကလည်းငယ်တယ်လေကလေးကလည်းငယ်တော့အရန်စိုးရိမ်မိတာချောင်းထဲမှာညဘက်ကြီး2နာရီလောက်ကြီးမျောသွားရင်ရေစီးရမ်းတန်တော့ခက်ခဲပါတယ်တော့ခက်ခဲဒီဘက်ကူးလာတယ်ပေါ့ခေါင်းပြောင်းအောင်အိတ်လို့ရအောင်စိတ်ချလက်ချတော့အိတ်လို့ရသွားတာအရင်ဆုံးတော့အဲ့လိုတရားကူလက်မှတ်နဲ့ပဲနေတယ်ပြီးတော့နေတာ3လ4လလောက်တော့ရှိမှန်းနဲ့တူတယ်အဲ့ပြီးတော့မြန်မာပြည်မှာကစမတ်ကရမှာပြေးဖြတ်တော့မယ်ဆိုပြီးတော့တရားကိုစမတ်ကရမှာပြေးဖြတ်မယ်ဆိုပြီးတော့တင်ထွက်လာတယ်ပေါ့နော်ရောက်ချင်းဆိုရင်ဘယ်မှလည်းမသွားရဘူးအဲ့လိုဘယ်လိုရဲပဲကြောက်နေရတယ်ဒါတော့မှရောက်ချင်းဆိုရင်အဲ့ဒီတရားကူလက်မှတ်နဲ့နေတာဒါပေမဲ့လည်းဘာကြောက်မှမသိရဲမြင်ကိုကြောက်နေရတယ်မျိုးပေါ့နော်အဲ့လိုဖြစ်တယ်ထိုင်းရဲနေဖန်စီးမအောင်ကြောက်ရတယ်လုံညုံကြီးပေါ့လုံညုံကြီးအမှစာဝတ်နေရေးကိုအရင်မပူအောင်လုံညုံကြီးကိုအရင်ပူရကျွန်တော်တို့ကဟိုဘက်ကပြေးလာတဲ့လူတွေဆိုတော့သူတို့စိတ်ကပထမတော့ဒီလူတွေကရက်ဆက်ကြမလားဒီလူတွေကဟိုဟာဖြစ်ကြမလားသူတို့မယုံကြည်ဘူးလေကျွန်တော်ဗမာပြည်သားတွေကဆင်းရဲတော့ခိုးမလားဖွက်မလားဟိုဟာဖြစ်မလားအဲ့လိုမျိုးထင်တဲ့လူကလည်းထင်တယ်နောက်တစ်စုကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့တွေမုတ်လေးတွေလာပြီးတယ်ဒုက္ခတွေပြန်ပြီးတော့လေသူတို့အလူလူတွေဘာတွေလှုပ်လို့ရှိရင်ကြံလို့ရှိရင်မိုးရင်းငါးတွေပါတယ်အဲ့လိုလာပြီးတယ်လူမျိုးကတော့အဲ့လိုမျိုးဟိုကောင်းတဲ့လူနဲ့မကောင်းတဲ့လူနဲ့ကျွန်တော်နိုင်ငံနဲ့မဟုတ်ဘူးဒီဘက်နိုင်ငံမှာရှိတာလို့ဆိုတာအဲ့ဒါတွေကတွေ့ရတယ်လက်ရှိကထိုင်းစားတောက်ဆိုင်မှာလှုပ်တယ်တဝဲထိုးစစ်ပြပါတယ်တဝဲထိုးဆိုတော့သူတို့လာစားတော့တခြားထိုင်းတွေပေးရတယ်တူပါပဲဒါပေမဲ့ထိုင်းဆိုရင်တော့နည်းနည်း90 100တော့ပိုရလေးရှိတာပေါ့နော်ဒါပေမဲ့သူတို့ဒီဆိုင်ကရန်လာစားနေထားတာမျိုးလည်းမဟုတ်ပါဘူးဒါပေမဲ့တဝဲထိုးဆိုရင်ဘယ်လိုသူတို့ထိုင်းရဲ့ delay ပြောရမလားတစ်မန်နီပေးလေးရှိရမလား3နှစ်ကြော်ပြီပေါ့3နှစ်တော့ကြော်အထောက်ထားရတယ်ဈေးကြီးတယ်
ကျွန်တော်တို့တွေဟိုအနေထားနဲ့မလုံနိုင်အဲ့ချိန်မှာလည်းအလုပ်ကျွန်တော်တို့နေစရာနဲ့စားစရာအတွက်ကိုရုန်းကန်ရတော့ဒါတော့ကူညီပေးတဲ့အဖွဲ့အစည်းတွေရှိလို့ကျွန်တော်တို့ဒီရက်တီလို့ရတယ်စံနေစီတွေတခါတလေအိမ်သားကားတွေကျောင်းသားစရိတ်တွေအဲ့လိုမျိုးကူညီပေးလို့တာကျွန်တော်တို့တွေကိုလှုပ်တဲ့လောက်အားကလေးတွေကအိမ်သားကကြော်ကြည့်ဖို့မီးဖို့ပေါ့အဲ့လိုမျိုးဓမင်းဟင်းစားဝယ်ဖို့အတွက်ဒီຢာလေးတွေအဆင်ပြေသွားတာပေါ့ယောက်ျားလေးတွေဆိုရင်အခုနောက်ပိုင်းစစ်မှုထမ်းကိစ္စကြောင့်အများကြီးရောက်လာကြတယ်ပေါ့နော်ရောက်ချင်းဟိုဘတ်အဲ့ဒီပန်းရောက်ကလောက်ဖို့အတွက်ပဲဦးစားပေးပြီးတော့သူတို့ကအဲ့ဒါကိုအရင်ဆုံးလုပ်ကြရတယ်ပေါ့နော်အဲ့ဒါကလည်းပန်းရောက်ကလည်းလောက်ဖို့လည်းမလွယ်ပါဘူးတစ်နှစ်မှာကိုတစ်ခါပဲဖွင့်တာပေါ့နော်အဲ့ဒီတစ်ခါမှာရအောင်လုပ်ရတယ်ပေါ့နော်ဘယ်နောက်တစ်ခါပြန်ရဖို့ဆိုရင်အနည်းဆုံး6လတစ်နှစ်လောက်တော့စောင့်ရမယ်ပေါ့နော်သူတို့အဲ့ဒါဒီကြားထဲမှာရောက်လာရင်တော့အထောက်ထားမဲ့ပဲဖြစ်မယ်ပြီးတော့မှအဲ့ဒီဘက်ကိစ္စလုပ်ရမယ်ပေါ့နော်ဘက်ကိစ္စကလည်းခက်တယ်ပြောရမယ်ပြည့်ဆိုရင်အနည်းဆုံး1000ခွဲထိုင်ဘက်ငွေ1000ခွဲလောက်တော့ကုန်တယ်ပေါ့နော်ပြောရရင်ပိုပြီးချက်တဲသွားတာUSAID ကဒေါ်နယ်ထရန့်ကပိတ်လိုက်တဲ့အတွက်ကြောင့်ပိုပြီးတော့ချက်တဲကိုရင်ဆိုင်ရတယ်ဘယ်လောက်ထိလဲဆိုတော့သူတို့ရဲ့ညှော်လင်းချက်တွေပါရိုက်ချိုးခံရတယ်သူတို့ရဲ့ထွက်ပေါက်ကတတိယနိုင်ငံနေကြတဲ့လူတွေရဲ့ထွက်ပေါက်တတိယနိုင်ငံအဲ့ဒါကြီးကိုရိုက်ချိုးပစ်တာတချို့ဆိုမယူတာတော့ကံကောင်းလေမော်ရောက်ခါနီးမှာပြန်ပြီးလှည့်ရတာပေါ့နော်မသွားချင်ဘူးလားမေးသွားချင်တယ်ဒါပေမဲ့ကလေးတွေတပ်ပေးတိုက်ပွဲဝင်နေတဲ့အချိန်ကျွန်တော်အဲ့လိုမျိုးထားပြီးတော့မသွားချင်ဘူးပေါ့တော့တဲ့နိုင်ငံသားဘုရားလည်းလုံးဝအစီအစဉ်မရှိဘူးပြောမှဆိုရင်သွားချင်စိတ်လည်းမရှိလို့အနောက်နေထောက်ပံ့ပေးမယ်ငွေကြေးထောက်ပံ့ပေးမယ်အဲ့လိုတိုင်ဝမ်မိဘလည်းမရှိဘူးပေါ့နော်ပြောမှဆိုရင်ကျွန်တော်ဝတ်သားထုတ်ထုတ်ရောင်းပါဈေးရောင်းလာစားကြတယ်ဘန်ကောက်ကထိုင်းနေလဲလာစားကြတယ်တော့အဖွဲ့အစည်းတွေอ่ะတော်တော်များများအဖွဲ့အစည်းอ่ะသူတို့တွေကအဲ့ဒါစားပြီးဝါဆိုတော့သဘောကျသွားကြတယ်ရန်ကောင်းတယ်တဲ့အဲ့ဒါဟိုဘယ်လိုလုပ်လဲပေါ့ကျွန်တော်တော့မြစ်တာတွေပါထည့်ပြီးရောင်းတော့ပို့ပြီးတော့ကြိုက်ကြတယ်လို့ထင်ပါတယ်ဒီမှာနေတဲ့နှစ်အတွင်းတွေ့ရတဲ့ထိုင်းတွေကတော့သဘောကောင်းကြပါတယ်အများကြီးသဘောကောင်းကြတဲ့လူနဲ့ပဲတွေ့ပါတယ်ဒါပေမဲ့လည်းမကောင်းတဲ့လူလည်းရှိတာပေါ့နော်ကောင်းလို့လည်းရှိတာပေါ့ဒါပေမဲ့အများကြီးတော့ကောင်းကြပါတယ်ထိုင်းတော်တော်များများလူသားဆန့်ဆန်တွေးပြီးတော်တော်များများပေါ့သူတို့ပညာတတ်လေကျွန်တော်ပညာတတ်တွေနဲ့တွေ့တော့လဲအဲ့လိုမျိုးပဲခံစားမိတယ်ပို့ပြီးတော့သူတို့ကသူတပားပေါ်ဂယုဏထားတတ်တယ်စာနာတတ်တယ်အဲ့ဒါတွေမြင်လာမြေနေထားတော့မိုးပြဲနဲ့တူပါပဲနေလို့ကောင်းတဲ့နေထားပါပဲအဲ့လိုပြောရမယ်မျိုးမဆန်ဘူးပေါ့နော်ဝလန်တပင်ကျွန်တော်တို့တကြံလဲတူပါတယ်တကြံနေတူတယ်ဘာသာရေးအရာလဲတူတယ်ပြီးရင်တဆောင်လိုက်ပေါ့နော်ဘုဖက်မှာဆိုရင်တဆောင်လိုက်ဆိုရင်မိပုံလဲတယ်လေမိပုံလဲတယ်ပြီးရင်မိရှူတိုင်တွေပြစ်တယ်ကျသူတို့ပဲတခြားမျိုးတော့မပြောတတ်ဘူးပေါ့နော်မိုးပြဲမှာတော့အဲ့လိုလုပ်လို့ရှိရတဆောင်တိုင်းဒီဘက်တဆောင်တိုင်းကျတော့မိမျောပွဲလားအဲ့လိုလုပ်ကြတယ်ပေါ့နော်အဲ့ဒါတူတာတွေ့ရတယ်ပြီးတော့တကြံပေါ့နော်တကြံလည်းတူကြတယ်တိုင်းကြီးအေဂျင့်သွားတဲ့တနေ့ကိုတိုင်းကြီးလေးမှာကိုပြန်ပြီးတော့တဲလေးနဲ့ပဲနေရပေါ့နော်အဲ့လိုမျိုးဟိုဘယ်ဟာမှနောက်ဆက်မတင်ရတဲ့အနေထားမျိုးပေါ့ဥပမာဟိုဘယ်ချိန်မှကိုလာဖမ်းမလဲအကြောက်တရားကင်းတဲ့နေရာလေးမှာအဲ့လိုမျိုးလေးပေါ့ငြိမ်းချမ်းလေးအခြေချနေတိုင်းနေတယ်ဟိုအဓိကတော့ထိုင်းပြည်သူတွေလို့ကျောင်းပြည်သူတွေလွတ်လပ်စီးပွားရှာမယ်လွတ်သွားမယ်ပေါ့ပါဘဝကိုဖြတ်ပန်းတဲ့ပုံစံမျိုးကျွန်တော်တို့ပြည်သူတွေကိုလည်းဖြစ်စေခြင်းကျွန်တော်လည်းအဲ့လိုမျိုးဟိုဖြတ်တန်းခြင်းဘုနောက်ထပ်3နှစ်5နှစ်လောက်တော့တောင်းမယ်လို့တော့တွေးထားရပါတော့အဲ့မှာနိုင်ပြီးလို့ရှိရင်နောက်3နှစ်လောက်နေနိုင်မယ်ပေါ့နော်နိုင်ရင်အိပ်ပြတ်မယ်ပေါ့နော်ဒါပဲတွေးထားပါတယ်အိတ်လွမ်းလဲဆိုတာဘယ်လိုပြောရမလဲအိတ်လွမ်းကတော့မဟုတ်အာနာမသိခင်ကာလတွေကိုလွမ်းရကွာပြီးတော့ဒီလိုလူငယ်တွေနေနေဆိုလို့ရှိရင်ဘယ်နေရာပဲရောက်နေစိတ်တွေကဟိုအာနာမသိခင်ရဲ့ကာလမှာပဲအသက်တွေကအဲ့ဒီမှာပဲရက်သွားတယ်လို့ခံစားရတယ်